မိတ်ဆွေတို့ငင်ငယ်အိမ်ဆောက်ကုန်မယ်ဆိုရင် PA rate ကိုလိုက်မိနေတာကမှန်ကန်တဲ့အဖြေကိုမရနိုင်ပါဘူးကျွန်တော်ဒီနေ့အကြောင်းလေးကိုပြောပြချင်ပါတယ်ခင်ဗျာကျွန်တော်တို့အိမ်ဆောက်ကုန်မယ်ဆိုရင်ကျွန်တော်တို့အရင်ဆုံးအိမ်ရှင်တွေလုပ်ရတဲ့အလုပ်ကတော့ကိုယ့်ရဲ့ထဲမှာရှိတဲ့ပိုက်ဆံနဲ့ကိုဆောက်မဲ့အိမ်လေးကိုလိုချင်တဲ့အိမ်လေးရနိုင်သလားမရနိုင်ဘူးလားဆိုတာကိုချိန်ဆနိုင်မှုအတွက် budget ကိုအရင်ဆုံးစီမံခန့်ခွဲရတာဖြစ်ပါတယ်အဲ့လိုမျိုး budget ကိုစီမံခန့်ခွဲတဲ့အခါမှာကိုယ့်အိမ်ကိုဒီ quality ပမာဏနဲ့ဆောက်မယ်ဆိုရင်ဘယ်တော့ကုန်မလဲဆိုတာကိုသိဖို့လိုအပ်လာပါတယ်အဲ့လိုလိုအပ်လာတာကိုကျွန်တော်တို့ကအိမ်ရှင်ငယ်ငယ်ဘယ်လိုဖြည့်ရှင်းလေးရှိကြလဲဆိုရင်ကျွန်တော်တို့ကုမ္ပဏီတွေဆောက်လုပ်ရေးကုမ္ပဏီဆောက်လုပ်ရေးလုပ်ငန်းတွေကိုမေးတဲ့အခါမှာကပေပက်လေဘယ်တော့လဲ PAE ဘယ်တော့လဲကိုစသဖြင့်မေးခဲ့ကြပါတယ်ကျွန်တော်တို့အဲ့လိုမျိုးကပေပက်လေသို့မဟုတ် PAE ဘယ်တော့လဲလို့မေးတာကမိတ်ဆွေတို့အတွက်မှန်ကန်တဲ့အဖြေကိုရစေမှာမဟုတ်ပါဘူးဘာလို့လဲဆိုရင်ကျွန်တော်တို့တကယ်ကိုပြောမယ်ဆိုရင်ကျွန်တော်တို့ကုမ္ပဏီတစ်ခုနဲ့တစ်ခုအပေါ်မူတည်ပြီးတော့ကပေပတ်လေဈေးနှုန်းသို့မဟုတ် PAE rate ဈေးနှုန်းတွေကမတူကြပါဘူးကောင်းရဲ့အခါမှာ PAE 9000ဝဲကိုပြောရရှိမယ် PAE 3000ကိုပြောရရှိမယ် PAE 8000ဝဲကိုပြောရင်ပြောမယ်3000 3000ကိုပြောရင်ပြောမယ်3000 2000ကိုပြောရင်ပြောမယ်အဲ့လိုပြောရဲ့အခါမှာမိတ်ဆွေတို့ရဲ့ရုပ်ကရဲ့ပကမာလုံးကြားတဲ့အခြေအနေမှာतू က9000ဝဲပဲရှိတာဟာ तू ကတော့3000ပဲရှိတယ် तू က3000 2000ကောင်မှतू ကဘာလို့တက်တာနေရလဲ तू ကတက်တာရပဲပါဝင်တဲ့ပစ္စည်းတွေကိုမေးတဲ့အခါမှာလည်းတူနီးပါးရတယ်ဟာဒါဆို तू ကတက်တာရပေါ့ဆိုပြီးတော့ဒီရွေးချယ်ဘလို့စဉ်းစားရတာမျိုးရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ PAE ရဲ့နောက်ဆက်တွဲကပေပက်တွေကိုဘလို့တက်တယ်လဲဆိုတာကအဖြေဖြစ်နေပါတယ်ဘလို့လုံးဆိုရင်ကျွန်တော်တို့20ပေ60ပေ3ကက်ဆောင်မယ်ဆိုပါလို့မိတ်ဆွေရ3ကက်ဆောင်မယ်ဆိုရင်ပထမကုမ္ပဏီကိုတွားမေးတဲ့အခါမှာအရင်ဆုံး20ပေ60ပေဆောင်မယ်3ကက်ဆောင်မယ်ဘယ်တော့ကုန်မလဲလို့မေးတာမဟုတ်ဘဲနဲ့မိတ်ဆွေရဘယ်လိုမေးမိမလဲဆိုရင်ကပေပက်လေဘယ်တော့လဲလို့မေးမိမယ်ဆိုပါလို့အဲ့ဆိုရင် तू ကပေပက်လေကို9000ဝဲပါလို့ပြောလိုက်မယ်ဒါဆိုရင်ဟုတ်ပြီ9000ဝဲနောက်ကုမ္ပဏီတစ်ခုထပ်မေးမယ်ကပေပက်လေဘယ်တော့လဲလို့မေးတဲ့အခါမှာ तू က3000ကိုပြောမယ်ဟာသူကခိုးပတ်မှာတော့9000ဝဲပဲရှိတာဒီမှာကသိန်းဖြစ်နေရဈေးကြီးလာကြီးကားကိုခင်သွားကြပါတယ်ဒါပေမဲ့မဟုတ်ပါဘူးကျွန်တော်တို့20အမြောက်60အမြောက်3ကက်ဆောင်မယ်ဆိုရင်3ငယ်မြောက်မယ်3သိန်းငယ်မြောက်မယ်ရတဲ့အဖြေနဲ့30အမြောက်20အမြောက်60အမြောက်3ကက်တော့ဆောင်မယ်ဒါပေမဲ့ဟိုပါပေါ့နော် foundation မှာတော့ကျွန်တော်တို့က 0.5 ယူရယ်အမိုးခက်ကတော့ 0.5 ယူရယ်ဒါဆိုရင်3ငယ်မြောက်အောင်မယ်ခါ4ငယ်မြောက်လိုက်တယ်4ငယ်မြောက်ပြီးတော့3ကိုမယူဘဲနဲ့သူက9000ဝဲကိုပဲယူလိုက်မယ်ဆိုရင်မိတ်ဆွေကတူပါပဲဈေးငုံကအမြောက်ကြည့်ပါတိမ်ပေါင်း3600ရပါလိမ့်မယ်ဆိုတဲ့အခါမှာ PAE 9000ဝဲနဲ့ PAE 3000နဲ့ကိုဝင်းနှစ်ခုတော့မတူဘူးဒါပေမဲ့တကယ်မိတ်ဆွေကုံမဲ့ပတ်စံတူပဲဖြစ်ပါတယ်ဒါကဘာလို့ဆိုတော့ဈေးငုံလေးရော့သွားတယ်လို့ခင်ရပါမယ်တကယ်ကမှမြောက်ကကိန်းခငန်းတစ်ခုကပိုတက်လာတာဖြစ်ပါတယ်ဒီလိုမျိုးအဖြေရှာခြင်းခံကျွန်တော်အနေနဲ့အကြံပေးလို့ရတော့တစ်ခါလေကျွန်တော်ဗီဒီယိုတင်ပြဘူးရပေါ့နော်Archi growing ထုတ်ပါ Crusher growing ထုတ်ပါအဲ့နှစ်ခုကကိုယ့်ရဲ့ခိုင်ခန့်မှုကိုလိုချင်တဲ့ဒီဇိုင်းပုံစံကိုယ့်ရဲ့ခိုင်ခန့်မှုကစိတ်ချရတဲ့ခိုင်ခန့်မှု Crusher growing ကြီးဖြစ်ပြီးဆိုရင်အဲ့ဟာကိုအသေးစိတ်ဒီကမြေဘလောက်ကုန်မလဲတဲဘလောက်ကုန်မလဲအုပ်ဘလောက်ကုန်မလဲဆိုတာအသေးစိတ် Crusher လို့ရတဲ့ engineer ပညာရဲ့ engineer ဒီမှာရှိပါတယ် estimate လို့ခေါ်ပါတယ်အဲ့ estimate လေးတွက်ပါဒီမှာမိတ်ဆွေကျွန်တော်ပြပါမယ်ဒီမှာဆိုအုပ်ဘလောက်ကုန်မယ်တဲဘလောက်ကုန်မယ်ဘီလက်မြေဘလောက်ကုန်မယ်လေဘာကဘလောက်ကုန်မယ်ဆိုတာရှိပါတယ်ဒီတွက်ချက်မှုနဲ့အသေးစိတ်တွက်ထုတ်လိုက်တဲ့အခါမှာဒါကဒါကြီးတကယ်ကအလုံးလုံးလို့ရရဲ့ဈေးငုံဖြစ်ပါလိမ့်မယ်အဲ့လိုမျိုးဆိုရင်မိတ်ဆွေတို့အင်ရှင်တွေအတွက်ဘလောက်ပို့ပြီးတော့တက်တာဝမ်းငိုင်းတယ်လဲဆိုရင်ဒီ estimate ထဲမှာတော့မှဒါက engineer ရဲ့အတွက်ဒီလိုအပ်တာကြီး waste ဖြစ်သွားငိုင်းတာကြီးအပိုခေါင်းတွက်ချက်မှုကြီးအကုန်လုံးပါပြီးသားဖြစ်ပါတယ်ဆိုရင်အဲ့လိုမျိုးအခြေအနေတစ်ခုကိုမိတ်ဆွေကရရှိထားပြီးသားဖြစ်တဲ့အခါမှာကိုယ့်ရဲ့ဈေးငုံဒီကုမ္ပဏီရဲ့ဈေးငုံကငဲတကားများတကားဆိုတာကိုသိသွားမှာဖြစ်ပါတယ်အဲဆိုရင်ကိုတကယ်ကုံမဲ့ပိုက်ဆံကိုတလုံးလုံးကောင်ချိန်ဆမှာကအပိုင်းတစ်ပိုင်းချင်းကြီး foundation တစ်ခက်နှစ်ခက်သုံးခက်အမျိုးမျိုးချိန်ဆလို့ရပါတယ်ဒီတွက်ချက်မှုတွေမှာအပိုင်းလိုက်တွက်ချက်မှုတွေပါတယ်ပစ္စည်းကမျိုးချင်းကြီးတွက်ချက်မှုတွေပါတယ်မျိုးစုံတွက်ချက်မှုတွေရမှာဖြစ်ပါတယ်အဲ့လိုတွက်ချက်မှုတွေရမှာတာကမိတ်ဆွေငယ်ငယ်ဒီဟာကိုအသုံးပြုပြီးတော့ဈေးငုံကိုချိန်ဆတာကအမှန်ကန်လုံးချင်းကပ်မှု
ဖြစ်မှာပါလို့ပြောချင်ပါတယ် PA rate ကမင်းကကျွန်တော်တို့ company တစ်ခုနဲ့အခု rate ကအငဲအများရေမတူပါဘူးမတူတဲ့အပြင်ဟိုဒီ foundation မှာskin iso fugen ဆိုရင် 0.5 ယူမယ်ဒီတခြား fugen ကို 0.8 ယူမယ်ဘာ fugen ဆိုရင်တစ်ခက်ခက်ယူမယ်ဆိုတာကြီးနဲ့မြောက်တဲ့ကငန်းတွေကိုပေါင်းထည့်လိုက်တဲ့အခါမှာနှုံးသားရော့ပေမဲ့တကယ်ကုန်မဲ့ကုန်ကြကိတ်ကတူပဲဖြစ်ပါတယ်မိတ်ဆွေတို့အဲ့ဒါကိုတတိထားမိအောင်ကျွန်တော်ဒီနေ့ကပြီးတင်ပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့အသေးစိတ်ကြချက်မှုကဒါဖိတ်ချအောင်ဖြစ်ပါတယ်လို့ပြောချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်